โอเคကျွန်တော် Facebook မိတ်ဆွေတကယ်ချင်းများအားလုံးပဲမင်္ဂလာပါကဲကျွန်တော်နဲ့ဓာတ်ရိုက် live မှာမစုံရတာကြာပြီเนาะဒါပေမဲ့ကျွန်တော်တို့ video file တွေပုံတွေကတော့စတိုက်တင်နေတော့မဲဆိုတော့အားလုံးလည်းတွေ့ရမယ်လို့မြင်ပါတယ်เนาะကဲဒါဆိုရင်ဒီနေ့ည live ကတော့ကျွန်တော်ရဲ့ Facebook မိတ်ဆွေတကယ်ချင်းများနဲ့အတူတူပြန်လဲစုံတွေ့ရင်းနဲ့စကားလေးတွေပြောမှာဖြစ်ပါတယ်ဒီနေ့လေးမှာဆိုရင်တော့ကျွန်တော်အားလုံးအတွက်เนาะအတူယူစရာလေးလည်းကောင်းတယ်ကျွန်တော်တို့မှာတကယ်လို့ကို့မှာဒီအချက်လေးတွေရှိနေရင်လည်းပြုပြင်လို့ရမယ်ဆိုလို့တွေးလေးနဲ့ကျွန်တော်ပြန်လဲမျှဝေပေးမယ် live လေးတခုဖန်တီးပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တွေဒါပြည်ပเนาะနိုင်ငံခြားတွေမှာထွက်ခွာသွားတဲ့3-4နှစ်ဆိုပြီးတော့မှ73နှစ်14နှစ်ထိကြာသွားတဲ့သူတွေမှာကျွန်တော်တို့တွေ့ရတတ်တယ်ပေါ့เนาะဒါကျွန်တော်တို့အနေနဲ့ဒါလေးတွေအားနေချက်လို့လည်းမြင်လို့ပြောလို့ရတယ်เนาะပြီးလို့ရှိရင်မကောင်းတဲ့ချက်လေးတွေလည်းပြောလို့ရတယ်ပေါ့เนาะဒီလိုမျိုးလေးတွေဖြစ်ပြီးတော့မှကျွန်တော်တို့တချို့ဆိုအဖတ်မတင်ဘူးပတ်စံမစူးမိဘူးဘာမှမကြံတဲ့သူတွေကျွန်တော်တို့အများကြီးတွေ့ခဲ့ရတယ်เนาะအဲ့လိုလူတွေမှာကျွန်တော်တို့တွေ့ရတဲ့ကျွန်တော်တွေ့ရတဲ့လောက်အချက်တွေပေါ့เนาะကျွန်တော်ဆိုရင်ဒါဒီလှုပ်ပြီးတဲ့ခါမှာကျွန်တော်မိတ်ဆွေတကယ်ချင်းမိတ်အများကြီးနဲ့ကျွန်တော်ပေါင်းရတယ်လူတွေအများကြီးနဲ့ကျွန်တော်တွေ့ရတယ်အဲ့ဆိုတချို့ဆိုရင်ကျွန်တော်ရဲ့ဒီလှုပ်ပေါ်ကင်ဘက်တွေမှာဆိုရင်ထိုင်းရောက်တာ10နှစ်12နှစ်13နှစ်15နှစ်တချို့အနှစ်20တိရှိတယ်ကျွန်တော်တို့တက်တွေတောင်မှရှိတယ်เนาะဒီလိုမျိုးရောက်လာပြီးတော့မှဘာမှအဖတ်မတင်ဘူးပတ်စံမစုမိဘူးဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပဲရောင်လေဖြစ်နေတဲ့သူတွေလည်းအများကြီးတွေ့ရတယ်ပေါ့เนาะအဲ့ဒီကြားထဲမှာစီးပွားရေးကျွန်တော်တို့လုပ်ကိုလာပြီးရင်းနှီးနှုတ်နေတဲ့သူတွေအများကြီးကျွန်တော်တွေ့ဘူးတယ်အဲ့တော့အဲ့ဒီလူတွေမှာကျွန်တော်တွေ့ရတဲ့အချက်လေးတွေပေါ့เนาะအဲ့ဒီအချက်လေးတွေကိုကျွန်တော်အနေနဲ့ဒီနေ့ Facebook မိတ်ဆွေတကယ်ချင်းတွေကိုပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့အနေနဲ့ပြည်ပရောက်နိုင်ငံခြားဘဒူပဲဖြစ်ပေါ့နော်နိုင်ငံခြားမှာပတ်စံရှာနေတဲ့သူတွေဆိုရင်ဒီချက်တွေကိုကျွန်တော်တို့ကတတိထားပြီးတော့ရှောင်ကျဉ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အခု live လေးကနေပြီးတော့ကျွန်တော်မိတ်ဆွေတကယ်ချင်းတွေနဲ့စကားပြန်လည်ပြောလို့ရတယ်ကျွန်တော်ကို comment မှန်းလာပေးလို့လည်းရတယ် Facebook ဒါကျွန်တော်တို့ဓာတ်ရိုက် live ပေါ့နော်ဒါကျွန်တော်ဒီမှာဆိုရင်ဓာတ်ရိုက် live လွှင့်တာရှားတယ်เนาะကျွန်တော်ပုံမှန်ဆိုလို့ရှိရင် video file တွေပုံတွေပဲတင်တာများတယ်เนาะကဲဒါဆိုအခုဓာတ်ရိုက် live လေးမှာကျွန်တော်တို့စကားလေးတွေလည်းအပြန်အလှန်ပြောလို့ရတယ်ကဲဒီနေ့ကျွန်တော်ပြောပြတဲ့တဲမှာဆိုရင်လည်းညီကောင်မတော်မိတ်ဆွေတို့နဲ့တိုက်ဆိုင်တဲ့ချက်လေးတွေလည်းရှိမှာပေါ့เนาะဒါဒီခုကြည့်နေတဲ့တဲမှာရောထိုင်းရောက်တာ9နှစ်ရှိပြီ10နှစ်ရှိပြီ10နှစ်ရှိပြီဒီလိုမျိုးရှိတဲ့သူတွေရှိတယ်ဆိုရင်လည်းမှန်းလာလို့ရတယ်ကိုကထိုင်းရောက်တာကြာသွားတယ်နှစ်တွေတာကြာသွားတယ်ကျွန်တော်တို့မှာဘာမှမစူးမိဘူးဘာမှအဖက်မတင်ဘူးဖြစ်နေတယ်ဆိုရင်ဒီ like ကပေးချတယ်ဒါကျွန်တော်တို့မိတ်ဆွေတို့အတွက်ပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့တော့တော်တော်များများကကျွန်တော်တို့ဒီမှာဆိုရင်အချက်တွေအများကြီးနဲ့ချထားတယ်အဲ့တော့တစ်ချက်ချင်းစီပြောပြမယ်အဲ့တော့ထိုင်းမှာရောက်တာတော့ကြာပြီဒါပေမဲ့ကျွန်တော်တို့ပတ်စံမစူးမိဘူးလက်စုပ်လက်ကင်ဘာမှမပြနိုင်တဲ့သူတွေမှာတွေ့ရတဲ့အချက်ကနံပါတ်1ဘာတွေ့ရလဲဆိုတော့ကျွန်တော်ငွေကိုတော့ရှာတယ်ဒါပေမဲ့ကျွန်တော်အဖက်မတင်တဲ့အဖြစ်မျိုးနဲ့ကြုံရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဝင်ငွေထွက်ငွေเนาะသုံးငွေအရေးပေါ်ငွေစုငွေဆိုပြီးဒီလိုမျိုးကျွန်တော်တို့မှာအချိုးချမရှိဘူးပေါ့เนาะကျွန်တော်တို့ပတ်စံထွက်လာပြီဆိုရင်လုပ်ငန်းပဲဖြစ်ဖြစ်လာခစားပဲဖြစ်ဖြစ်ကျွန်တော်တို့ပတ်စံထွက်လာပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ပတ်စံကလက်ထဲရောက်လာပြီးတာ ਨੇ ဟိုဘိုးဒီဘိုးကျွန်တော်တို့ဖယ်လိုက်တာ ਨੇ ဘာဖြစ်လဲလက်ထဲမှာကုန်သွားရောအဲ့လိုဖြစ်မျိုးတွေကြုံဘူးလားလက်ထဲမှာကျွန်တော်တို့လက်စာထွက်ပြီးတော့10ရက်15ရက်လောက်ပဲရှိတယ်ကျွန်တော်တို့လက်ထဲမှာပတ်စံမရှိတော့ပတ်စံပြတ်သွားပြီအခါကျရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့တချို့တွေကအရေးပေါ်ငွေလိုလာတဲ့ခါမှာကိုပတ်ဝန်းကျင်မိတ်ဆွေတွေကနေပဲဖြစ်ဖြစ်ကျွန်တော်တို့သူများစီရပဲဖြစ်ဖြစ်အတိုးနဲ့ငွေယူရတဲ့အဖြစ်မျိုးတွေကြုံလာပြီအဲ့လိုမျိုးကြုံလာတဲ့ခါကျရင်ကျွန်တော်ဘာဖြစ်လဲအတိုးပေါ်အတိုးဆင့်เนาะတချို့ကလည်းကျွန်တော်တို့ပတ်စံတွေရှာတော့မလောက်တော့တဲ့အဖြစ်မျိုးတွေကြုံလာမယ်ထိုင်းနိုင်ငံမှာတက်လာတော့3-4နှစ်ဆိုပြန်မယ်เนาะကိုခံကြတော့ထိုင်းတက်တာပတ်စံရှာမယ်3-4နှစ်အရင်လေးရရင်ပြန်မယ်ဆိုတဲ့ခံကြတက်လာပြီမဲ့ထိုင်းမှာ73နှစ်14နှစ်အနှစ်20ဖြစ်သွားတဲ့သူတွေလည်းအများကြီးရှိတယ်ဒါဒီအချက်လေးတွေကလည်းကျွန်တော်တို့အရေးကြီးတဲ့အချက်တွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့သူများနိုင်ငံမှာရောက်နေတဲ့အချိန်မှာကိုရှာတဲ့ပတ်စံလေးတွေအဖက်တင်ခြင်းနဲ့ကိုရဲ့ပတ်စံလေးတွေကျွန်တော်တို့ကိုအတွက်ဆိုတာမျိုးဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာဝင်ငွေထွက်ငွေသုံးငွေเนาะအရေးပေါ်ငွေဆိုပြီးတော့မှဒါမျိုးလေးတွေကျွန်တော်တို့သူ့နေရာလေးနဲ့သူဖယ်တတ်မယ်ဆိုရင်လည်းတကယ်ကိုကောင်းတဲ့ချက်လေးတွေဖြစ်ပါတယ်ဒီနေရာလေးတို့ကျွန်တော်တို့မလုပ်တတ်လို့ပဲတကယ်ကိုမှကျွန်တော်ထိုင်းရောက်တာကြာပြီမဲ့ပတ်စံမကြံတဲ့သူတွေအများကြီးရှိတယ်အဲ့တော့အခုကိုပြန်တွေးကြည့်ကျွန်တော်တို့လုပ်ငန်းလားစာပဲဖြစ်ဖြစ်เนาะပတ်စံထွက်လာပြီးလာကစားနေစားအလုပ်ကပတ်စံထွက်လာပြီးဆိုကျွန်တော်တို့မှာ9ရက်တစ်ပတ်လောက်ဆိုကျွန်တော်ကုန်ပြီလက်တယ်ဘာမှမကြံတော့အဲ့ဒါဘာကြောက်လဲဆိုတော့ကျွန်တော်တို့ကဟိုးအစကတည်းကကျွန်တော်တို့ရဲ့ပတ်စံကိုကျွန်တော်တို့ခွဲပြားစိတ်ဖြာပြီးတော့မှသူ့နေရာလေးနဲ့သူကျွန်တော်တို့မခွဲတတ်ခဲ့လို့ဒါကြောင့်မို့ကျွန်တော်တို့ကတုံးလိုက်မိတယ်ပေါ့နော်မတိမတာတုံးမိတာလည်းရှိမယ်တိတိတတာတုံးလိုက်မိတာမျိုးတွေရှိမယ်အဲ့ခါကျကျွန်တော်တို့လည်းပတ်စံမကြံတဲ့အချိန်မှာကျွန်တော်တို့တကယ်ကိုမှအရေးကြီးပြီးပတ်စံလိုအပ်လာတဲ့အချိန်မှာတကယ်300တင်းတဲ့နေရာရောက်လာတဲ့ခါကျရင်ကိုယ့်လက်ထဲပတ်စံမရှိတော့ဘူးဆိုရင်သူများစီကနေအတိုးနဲ့ချီရတော့မယ်နော်အတိုးဆိုတဲ့အတိုင်းပဲကျွန်တော်တို့မှာသူများစီက100ချီ10လား1000ချီ100လားကျွန်တော်တို့ပေးရတော့မယ်နော်ဒါကကျွန်တော်တို့ကထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်နိုင်ငံခြားမှာပဲဖြစ်နေရတာများ
3-4နှစ်ဆိုပြီးတော့မှ10နှစ်15နှစ်သမားတွေဖြစ်သွားတဲ့အဓိကအကြောင်းရင်းထဲမှာလည်းဒီချက်ကိုတွေးရတယ်ပေါ့နော်ဒါကနံပါတ်1ချက်ဖြစ်တယ်နောက်တစ်ချက်ကကြတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့နေကြပြီးဘာမှအဖက်မတင်တဲ့လူတွေမှာတွေးရတာနောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့တချို့ကဒီမှာပဲကျွန်တော်တို့ငွေရှာကြတယ်ဒီမှာပဲငွေရှာတယ်ဒီနိုင်ငံတွေမှာကိုနိုင်ငံခြားမှာငွေရှာကြတယ်ရှာပြီးတော့ဘာလုပ်လဲဒီနိုင်ငံမှာပဲပြန်သုံးလိုက်ကြတယ်ဆိုရတဲ့ဘက်ကကျွန်တော်တို့ရရဆာဆာပုံစံမျိုးပေါ့နော်အတုံးဖြုံးကျွန်တော်တို့အတုံးနဲ့အဖြုံးကိုမခွဲခြားတတ်တဲ့ခါကျတော့ကျွန်တော်တို့သုံးလို့များကလိုအပ်တာလည်းရှိမယ်လိုချင်တဲ့ຢာတွေလည်းရှိမယ်အဲ့တော့လိုအပ်တာနဲ့လိုချင်တဲ့ຢာကကျွန်တော်တို့လိုချင်တဲ့ຢာကိုပဲဦးစားပေးပြီးရှောက်သုံးနေမိတယ်ပတ်စံတွေလွယ်လွယ်နဲ့ကျွန်တော်တို့သုံးနေမိတဲ့သူတွေကလည်းထိုင်းနိုင်ငံမှာတချို့က3-4နှစ်ပါဆိုပြီးတော့10နှစ်15နှစ်ဖြစ်သွားတဲ့သူတွေအများကြီးကြုံဘူးတယ်တချို့ကလည်း3-4နှစ်ပြည့်လို့တော့ပြန်သွားပြီမဲ့လက်ထဲမှာဘာမှလက်စုပ်လက်ကင်မပြနိုင်တဲ့သူတွေလည်းအများကြီးကြုံဘူးတယ်အဲ့တော့အဲ့လူတွေကဘာကြောက်လဲဆိုတော့ဒီနိုင်ငံမှာပဲပတ်စံရှာပြီးဒီနိုင်ငံမှာပဲပြန်သုံးသွားတဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုလူမျိုးကလည်းကျွန်တော်တို့ရှိပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများလည်းတွေ့ရတယ်လူငယ်တွေဆိုရင်တော့လူပြိုလူလွတ်တွေဆိုပိုဆိုးတာပေါ့နော်ကျွန်တော်တို့ဒါလူပြိုလူလွတ်တွေမှာဆိုလို့ရှိရင်ကိုယ့်ကိုထိန်းချုပ်ပေးမဲ့လူမရှိတဲ့ခါကျတော့ကိုမိဘကလည်းအဝေးမှာဖြစ်တယ်ကိုမှအိမ်အောင်ဘက်လည်းမရှိတဲ့ခါကျတော့ရှိရင်ကျွန်တော်တို့ကလွယ်လွယ်ကူကူနဲ့ငွေကိုတုံးလိုက်တတ်ကြတယ်အပေါင်းတင်းနေနဲ့ပဲဖြစ်ဖြစ်ကိုတယောက်တည်းပဲဖြစ်ဖြစ်ကျွန်တော်တို့ကငွေကိုချွတ်ချန်ချိုးသားမယ်ဆိုတာအချက်ကိုမလုပ်တော့ဘဲနဲ့ကျွန်တော်ဘာဖြစ်လဲလွယ်ကူတုံးလိုက်တဲ့ခါကျတော့ကျွန်တော်တို့လက်ထဲမှာအမြန်ဆုံးနည်းနဲ့ပတ်စံဆိုတာပြတ်သွားမယ်ပြတ်သွားတဲ့ခါမှာလည်းကျွန်တော်တို့တော်တော်များများနိုင်ငံခြားမှာပဲအချိန်ကြီးကုန်ပြီးတော့မှဘာမှအဖက်မတင်တဲ့ဘဝကိုလည်းဒါကြုံတွေးနေရတဲ့သူတွေလည်းကျွန်တော်အများကြီးကြုံဘူးတယ်เนาะဒါကတော့နံပါတ်2ချက်ဖြစ်ပါတယ်ဒီတစ်ချက်ကနောက်ဆုံးနံပါတ်3ချက်ပေါ့เนาะနောက်ဆုံးမဟုတ်ဘူးဒါနောက်တစ်ချက်ပြောတာပေါ့เนาะနောက်တစ်ချက်နံပါတ်3ချက်ကဒီချက်ကကျွန်တော်တို့တော်တော်များများမှာတွေးရတဲ့ချက်ဖြစ်တယ်เนาะဒီနေရာကိုကျွန်တော်ပြောတဲ့ခါမှာလည်းကျွန်တော်ကိုလည်းစိတ်ဆိုးခြင်းလည်းဆိုးမှာပဲအဲ့တော့ကျွန်တော်ကတော့ဒါပွင့်လေးနဲ့ထောက်ပြပေးတာဖြစ်တယ်ပေါ့နော်တချို့ကကျွန်တော်တို့ပတ်စံရှာတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ပတ်စံရှာတယ်ပြီးရင်စုတယ်ပြီးရင်ကျွန်တော်ပြန်ပို့တယ်ဒါပေမဲ့ကျွန်တော်တို့ရသလောက်ပတ်စံပေါ့နော်ကျွန်တော်တို့ရှာသမျှရသမျှပတ်စံကိုကျွန်တော်တို့အိမ်ရမိသားစုတွေစီကျွန်တော်ပြန်ပို့တယ်ပို့ပေမဲ့လည်းကျွန်တော်တို့ဘာမှအဖက်မတင်ဘူးကျွန်တော်တို့အိမ်ကလည်းပို့တလောက်မလောက်ဘူးအဲ့တော့အမြဲတမ်းပတ်စံလိုနေတာပဲကိုလည်းဒီဘက်မှာရှာတာပဲဒါပေမဲ့ရှာတလောက်ပို့တယ်ပို့တလောက်မလောက်ဘူးအမြဲတမ်းလိုနေတယ်နော်အဲ့လိုမျိုးလဲကျွန်တော်တို့ကြုံရတာပဲအဲ့လိုလူမျိုးတွေကဘာကြောက်လဲဆိုတော့ကျွန်တော်တို့လူမျိုးတွေမှာကတခုရှိတာကမိသားစုတစုမှာလူတစ်ယောက်ကဝင်ငွေကောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်ပုံမှန်ရသွားတာပဲဖြစ်ဖြစ်ရသွားပြီးပတ်စံပုံမှန်ရပြီးဆိုတာ ਨੇ မိသားစု10ယောက်ရှိရင်9ယောက်ကထိုင်စားတတ်ကြတယ်ဒါကကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများမှာတွေ့ရတဲ့အချက်ဖြစ်တယ်နော်သူများနိုင်ငံတွေမှာဆိုလို့ရှိရင်အသက်16နှစ်အသက်18နှစ်ဆိုတာ ਨੇ ကိုတူကိုခြုံခိုင်းတယ်ကိုစီးပွားရေးကိုလောက်ခိုင်းတယ်ကိုနေရာမှန်ကိုဖြစ်အောင်ကိုဝါသနာကိုသိအောင်တို့မြေတောင်မြောက်ပေးကြတဲ့တော်တော်များရှိတယ်ပေါ့ကျွန်တော်နိုင်ငံမှာအဲ့လိုမဟုတ်ကြဘူးကျွန်တော်လူမျိုးမှာကြတော့ကျွန်တော်တို့တော်တော်များကလူတစ်ယောက်ဝင်ငွေကောင်းပြီးဆိုလို့ရှိရင်ကြံတဲ့မိသားစုတစ်စုလုံးကကျွန်တော်တို့အနောက်မှာဖြစ်လဲထိုင်စားတတ်ကြတယ်အဲ့ဒီအချက်တွေကြောင့်ပဲကျွန်တော်တို့ဒီပြည်ပမှာရောက်နေပြီမဲ့ကျွန်တော်တို့ပိုးရမြကျွန်တော်တို့ရှာရမြပတ်စံတွေပိုးချတယ်မလောက်ငှကြဘူးတော်တော်များအဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့3-4နှစ်ကြာသွားလဲဒုံရင်းပဲအဲ့တော့5-6နှစ်ကြာသွားလဲဒီတိုင်းပဲเนาะအဲ့လိုမျိုးဖြစ်နေတယ်လေကျွန်တော်တို့ကြုံရတယ်ကျွန်တော်မိတ်ဆွေတွေအများကြီးတွေ့ဘူးတယ်ဒီချက်ကတော့ပုံအများဆုံးပဲကျွန်တော်မှဆိုလို့ရှိရင်ဒါစီးပွားရေးလုပ်ဖို့ကင်ပတ်တယ်အခုရင်းနှီးမြှုပ်နှံလာကြတဲ့သူတွေဆိုရင်သူတို့ဆိုဒီအလုပ်ကိုကျွန်တော်နဲ့လွတ်တွဲလုပ်တဲ့ခါမှာသူတို့ဘာပြောလဲဆိုတော့အရင်ကတည်းကသူတို့ဒီအလုပ်ကိုတွေးခဲ့ရင်ကောင်းမှာပဲသူတို့အမြဲပြောတယ်ဘာကြောင့်လဲဆိုတော့ဒီအလုပ်ကိုမတွေးခဲ့တဲ့ခါကျတော့သူတို့ရဲ့ပတ်စံတွေเนาะအရင်တော့ဆိုလို့ရှိရင်သူတို့ရသမျှအကုန်ပို့မိသားစုကိုပဲပို့တယ်ပို့ပြီးတော့ဘာမှလည်းအဖက်မတင်ဘူးသူတို့ဒုက္ခဒီထိုင်းနိုင်ငံမှာပဲထိုင်းနိုင်ငံတော်တော်လည်းရှိနေတဲ့ထိုင်းမှာဆိုထိုင်းမှာများတာပေါ့နော်တချို့ဒါပေမဲ့တို့မလေးရှားတို့အိုမန်တို့ဒူဘိုင်းတို့ဘက်ကလူတွေကျွန်တော်အများကြီးတွေ့ဘူးလေဒီကိုလောက်နေတဲ့နိုင်ငံခြားမှာပဲကျွန်တော်တို့နေ့တွေကကြာသွားပြီးတော့ဘာမှမထူးခြားတဲ့ဘဝတွေအများကြီးကြုံဘူးလေနော်တချို့ဆိုအဲ့ထက်ဆိုးတယ်ဒီဘက်မှာပတ်စံပုံမှန်ပို့ချနေပြီးမဲ့လည်းကျွန်တော်မြန်မာနိုင်ငံမှာအကျွေးတွေနဲ့ကိုမိသားစုကနေပြီးတော့မှအကျွေးတွေယူထားကြတဲ့သူတွေအကျွေးတွေများနေတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒါပဲတချို့ဆိုတော့ကျွန်တော်တို့စိတ်ဓာတ်တွေကြပြီးတော့မှထွက်ပေါက်ရှာကြတယ်အဲ့တော့ဘာလို့ဖြစ်လဲဆိုတော့ပို့တလောက်ကိုမိသားစုမှာမလောက်ငားတဲ့ခါကျတော့ထိုင်းနိုင်ငံမှာပဲဖြစ်နိုင်ငံခြားမှာပဲဖြစ်ကိုဘယ်လိုပဲပြက်စီးခံလိုက်ကြတယ်ဩငါမိသားစုမှာငါပို့တလောက်လည်းမလောက်ဘူးငါရှာတလောက်မလောက်ပါလားဆိုပြီးတော့မှစိတ်ဓာတ်တွေကြပြီးတော့ဘဝပြတ်သွားတဲ့သူတွေလည်းအများကြီးတွေ့ဘူးတယ်နော်အဓိကကတော့ကျွန်တော်စိတ်ထွက်ပေါက်ရှာလိုက်ကြတာပေါ့ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီကျွန်တော်အခုကြည့်နေမိတ်ဆွေတငယ်ချင်းတွေမှာလည်းအများကြီးကြုံဘူးမှာပဲအကိုကနိုင်ငံခြားမှာပတ်စံနေရှာတယ်စုတယ်ချွချွတတာနဲ့စားတယ်ပြီးမြန်မာနိုင်ငံပြန်ပို့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပတ်စံကအချင်းကြီးပဲပို့တလောက်မြန်မာနိုင်ငံမှာမဖြစ်လဲဆိုတော့မလောက်ငါကြောင်
နော်အမြဲတမ်းပတ်စံလိုနေတာကြီးကိုပဲကြားနေကြတယ်အဲ့တော့တချို့ဆိုရင်အလုံးလုံးနေနေတော့မှစိတ်သက်တွေကြားလာတယ်အားပြက်လာတယ်လှုပ်ကျင်စိတ်တွေပျောက်သွားတယ်ကိုယ့်ကိုဘာဖြစ်ဆိုပြီးလွတ်ထုတ်ကျင်စိတ်တွေပေါက်သွားတဲ့အထိရှိတဲ့သူတွေအများကြီးကျွန်တော်တွေ့ဘူးတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးကြုံလာတဲ့ခါကျရင်ကျွန်တော်တို့စိတ်ထွက်ပေါက်ကိုမရှာပါနဲ့လို့စိတ်ထွက်ပေါက်ဆိုတာကကျွန်တော်တို့ကနော်တကယ်ကိုလမ်းမရောက်စေတဲ့နေရာဖြစ်တယ်တချို့ကအဲ့ဒါကြီးကိုမှကျွန်တော်စိတ်ထွက်ပေါက်ရှာပြီးတော့အပေါင်းအသင်းမှားသွားတာမျိုးတွေရှိမယ်ကိုရှိတဲ့ပတ်စံကိုရှာတဲ့ပတ်စံကိုထိုင်းနိုင်ငံမှာပဲကျွန်တော်ခဏပြောသလိုမျိုးပေါ့နော်ရရဆဆနဲ့ကိုယ့်ကိုသုံးဖြုံးပြီးတော့နေချင်းတို့နေလိုက်ကြတဲ့သူတွေလည်းအများကြီးရှိကြတယ်နော်အဲ့လိုမျိုးကျွန်တော်ကြုံလာပြီဆိုတဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းသင့်လဲဒီပြဿနာကိုကိုယ့်ရဲ့နောက်ကမိသားစုကိုကျွန်တော်တို့ကရသမျှအကုန်ပို့တဲ့ system ကိုကျွန်တော်တို့စပြီးတော့မှပြင်ရတော့မှာဖြစ်တယ်ဘယ်လိုပြင်ရတော့မလဲဆိုတော့ကိုကဒီနိုင်ငံခြားမှာအလုပ်လုပ်တယ်တစ်လောက်ကိုစားရီအဖြစ်15သိန်းရမယ်နော်30ရမယ်အဲ့တော့ကိုကရလာတဲ့ခါကျရင်5သိန်းကိုစားဖို့ကိုဖယ်မလားဖယ်လိုက်ပြီးရင်ကိုမိသားစုမှာအရင်တော့က10သိန်းကျန်တယ်10သိန်းပို့တယ်ဆိုရင်10သိန်းလုံးမပို့ပဲနဲ့5သိန်းလောက်ကိုပဲပို့နော်ဒီ9သိန်းကသူတို့စားရီဖြစ်စေစုရီဖြစ်စေ3ရီဖြစ်စေသူတို့ကကြိုက်တယ်လို့လုပ်ပြီးသူတို့ပို့လိုက်နောက်ထပ်9သိန်းကိုကကျွန်တော်တို့ဘာလုပ်ရမလဲဒီထိုင်းနိုင်ငံမှာကျွန်တော်တို့ကအရေးပေါ်လိုတာလည်းရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့နေရာမှာလိုအပ်တာလည်းရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံပြန်တဲ့အခါကျွန်တော်တို့လက်ထဲမှာစုမိဆောင်မိတာမျိုးလေးလက်စုပ်လက်ကင်ပြနိုင်တာမျိုးလေးကျွန်တော်တို့ဖန်တီးနိုင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးတွေကိုကိုယ့်လက်ထဲမှာထားသင့်တယ်နော်အဲ့လိုမျိုးကျွန်တော်တို့ကနော်ဒါကကျွန်တော်ပြန်အဖြစ်ကျွန်တော်တွက်ပြပေးတာဖြစ်တာပေါ့နော်ဒါကဘလောက်ပဲဖြစ်ကိုယ့်လက်ထဲမှာကျွန်တော်အလုပ်ထဲမှာပတ်စံတစ်ခါထွက်တိုင်း2000ကျန်လား3000ကျန်လားဒီကျန်တဲ့လောက်ကိုကျွန်တော်ကိုယ့်လက်ထဲမှာထားခြင်းအဖြစ်ကိုကနော်သူများနိုင်ငံမှာကျွန်တော်နေတယ်သူများအလုပ်ကြီးပဲအမြဲတမ်းလုပ်နေရမယ်လို့ကျွန်တော်မဆိုလို့ကိုယ့်အတွက်တစ်ချိန်မှာစီးပွားရေးခွင့်လန်းတွေပေါ်လာနိုင်တယ်နော်ကိုယ့်အတွက်ရွေးချယ်စရာခွင့်လန်းတွေအများကြီးပေါ်လာနိုင်တယ်အဲ့လိုပေါ်လာတဲ့အချိန်ကျရင်ကျွန်တော်တို့စိတ်အေးလက်အေးနဲ့ကျွန်တော်တို့လုပ်လို့ရတယ်နောက်ဆက်သင်းရမလို့ဒါမှမဟုတ်ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်လာမယ်အရေးပေါ်ကိစ္စတွေဖြစ်လာမယ်ဆိုရင်လည်းနော်စိတ်အေးလက်အေးနဲ့ကိုကဒီပြဿနာကိုဖြေရှင်းပေးလို့ရတယ်ကျွန်တော်တို့လူတိုင်းကအမြဲတမ်းကျွန်တော်တို့ကျမ်းမာနေမယ်ပြည်လည်နေမယ်အလုပ်ကောင်းနေမယ်လို့မပြောနိုင်ဘူးဟုတ်လားတစ်ချိန်ချိန်မှာကိုဘာဖြစ်မယ်မှန်းဆိုတာမသိနိုင်ဘူးဒါကြောင့်ကိုကျွန်တော်တို့ကကိုကအကုန်လုံးပဲကိုပို့ချပြီးတော့ကိုအရေးပေါ်ဖြစ်လာတဲ့ခါမှာပြန်တောင်းလို့လည်းမရတော့သူများနိုင်ငံမှာလည်းနေလို့မရတော့အဲ့လိုမျိုးဖြစ်ပြီးတော့လေတကယ်ဒုက္ခရောက်တဲ့သူတွေကျွန်တော်အများကြီးတွေ့ဘူးလေတချို့ဆိုလို့ရှိရင်တကယ်ကိုဘွားကိုကောင်းမယ်လို့ဆုံးဖြတ်ပြီးတော့မှလေဒီအလုပ်မှာငါပုံမှန်ရတဲ့ OD လည်းကောင်းတဲ့အဆင်ပြေတယ်ပဲငါကဒီဘာလဲဘယ်တော့မှပတ်စံမရှိတဲ့မဖြစ်ပတ်စံပြက်တဲ့ဖြစ်မျိုးပေါ့မကြုံတော့ဘူးဆိုပြီးကိုတွက်ထားပြီးတော့မှလေတကယ်ကိုကျွန်တော်တို့ကြုံစားတင်ကန်းစာရကြတယ်အများကြီးတွေ့ဘူးလေအလုပ်သွားနေရင်ဆိုင်ကယ်တိုင်ပြီးလို့နော်တချို့မှလည်းအလုပ်တွေမှာဆိုလို့ရှိရင်ဆက်ချွရင်ကြံပြောလို့အလုပ်တွေမှာထိခိုက်သွားတာတို့အသေးတောင်ဝင်မယူတာတို့နော်တချို့ကကားသမားတိုက်ပြေးသွားတာတို့ဆိုင်ကယ်သမားတိုက်ပြေးသွားတာတို့အဲ့လိုမျိုးတွေပေါ့နော်အများကြီးကြုံဘူးလေအဲ့ဒီအချိန်တွေကကြာရင်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့ line မိုးတွေတက်လာတာတွေ့တယ်အလှခံကြတယ်ဘလောက်မျက်နှာငယ်တယ်ဘလောက်ရှက်ဖို့ကောင်းတယ်ဟုတ်တော့အကေးကိုစီမှာကျွန်တော်တို့ကကြိုတင်ပြင်ဆင်ထားမယ်ဒီလိုမျိုးအရေးပေါ်ငွေဆိုပြီးတော့ဖယ်ထားခဲ့မယ်ဆိုဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးကြုံလာခဲ့မယ်ဆိုတော့ဘယ်သူမှကျွန်တော်မျက်နှာငယ်စရာမလိုဘူးနောက်မှလည်းကျွန်တော်ပြန်တောင်းစရာလည်းမလိုဘူးကိုယ့်ရဲ့ကိုနီးကိုဟန်နဲ့ကိုဖြည့်ရှင်းသွားလို့ရတယ်ဒါကြောင့်မို့ဒီချက်မှာကျွန်တော်တို့တော်တော်များများကနိုင်ငံခြားရောက်နေညီကောင်မတော်တွေပြောချင်တာကကိုရတဲ့ပတ်စံအကုန်လုံးကျွန်တော်တို့ပို့တဲ့အကျင့်ကကောင်းလားမေးမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာလူမျိုးယူဆကြည့်မယ်ကျွန်တော်ကောင်းတာပေါ့နော်မိသားစုကိုပံ့ပိုးတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းကိုယ့်ဘဝကိုတီဆောက်တဲ့နေရာမှာဒါကအရန်အန်ဒီရများတဲ့စုံတစ်ခုဖြစ်တယ်ကိုမိသားစုကကိုအနောက်မှာပြန်ပို့ရများကိုကိုအဖက်တင်အောင်လှုပ်ထားပေးတယ်ဥပမာဆိုတော့ခြံဝယ်ထားပေးတယ်အိမ်ဆောက်ထားပေးတယ်ရွှေဝယ်ထားပေးတယ်ဒါမျိုးလေးကျွန်တော်လှုပ်ပေးနိုင်တယ်မိသားစုကိုမိဘလှုပ်ပေးနိုင်တဲ့မိဘမျိုးဆိုတော့ကောင်းတာပေါ့ကျွန်တော်ခဏပြောသလိုမျိုးရှားတယ်ကိုကဒီကနေချစ်ချုပ်ပြီးတော့ပို့ချတယ်ပြီးမလောက်တလားပို့လဲမလောက်ဘူး9လပို့လဲမလောက်ဘူးတစ်နှစ်ပို့လဲမလောက်ဘူးထိုင်းရောက်တာ4-5နှစ်ရှိပြီအခုဒီပို့တာမလောက်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်သူများနိုင်ငံမှာကျွန်တော်တို့အနေတာကြာသွားမယ်နှစ်နေတာကြာသွားမယ်ကျွန်တော်တို့ဘာမှထူးခြားတဲ့ရလက်တွေထူးခြားတဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဆိုတာဖြစ်လာမှာမဟုတ်ဒီတိုင်းပဲကျွန်တော်ဘွားအချိန်တွေကုန်သွားမယ်ကျွန်တော်တို့သူများနိုင်ငံလာတယ်ဆိုတာကျွန်တော်အရွယ်ကောင်းတုံးချိန်ကျွန်တော်တို့ဘွားတွေစူးစမ်းလို့ရတဲ့အချိန်အလုံးလုံးနိုင်နေတဲ့အချိန်မို့လို့တာကျွန်တော်တို့ပတ်စံရှာနိုင်နေတာဖြစ်တယ်ဒီနေ့ဒီချိန်ကျွန်တော်တို့အသက်ကြီးလာတာပဲဖြစ်ကျွန်တော်တို့တစ်ခုခုဖြစ်သွားခဲ့တဲ့ချိန်ပဲဖြစ်အဲ့ဒီချိန်ကျရင်ကျွန်တော်တို့ကိုဘယ်သူမှသုံးမှာမဟုတ်တော့ဘူး။ဒါကြောင့်မို့ကိုယ့်ရဲ့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အခုလက်ရှိကိုကအလုပ်ပုံမှန်ရနေတယ်။ OD လေးကောင်းနေတယ်ဒါမှမဟုတ်အလုပ်လေးပုံမှန်ရနေတယ်ဆိုရင်လည်းကိုယ့်ရဲ့ပတ်စံကိုကျွန်တော်တို့မြန်မာနိုင်ငံပြန်ပို့တော့မယ်ဆိုရင်သေချာစဉ်းစားငါအကုန်လုံးပို့တင်လားငါအတွက်ဖယ်ထားတင်လား
လူရဲတို့ဖြစ်လာရင်ကျွန်တော်ကြောင်းနဲ့ငွေဆိုတာအရေးပေါ်ကိစ္စတွေတာတွေပေါ်လာနိုင်တယ်အဲ့လိုမျိုးပေါ်လာတဲ့အချိန်တွေအချိန်ခါကြာမှဟိုလူဆိုတဆွဲဒီလူစီကအတိုးဆွဲအဲ့လိုမျိုးတွေကဘဝမျိုးကြုံခဲ့မယ်ဆိုရင်ကျွန်တော်ဘယ်သူမှအဲ့နေရာကိုကြော်ဖြတ်မနိုင်ကြတော့အဲ့ချိန်ကျရင်ဘာဖြစ်လဲဆိုတော့စပြီးတော့ပြိုလဲလာမယ်သူများနိုင်ငံမှာပဲတချို့ဆိုလို့ရှိရင်အချိန်တွေကုန်သွားမယ်အသက်တွေပေးဆက်လိုက်ရတာတွေလည်းအများကြီးကြုံမှုပါတယ်နော်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါနော်ကဲဒီကနေ့ကကျွန်တော်အဓိကကျွန်တော်ထိုင်းမှာနေတာကြာသွားတယ်အဖက်မတင်ကြတဲ့သူတွေမှာတွေ့ရတဲ့အချက်လေးတွေပြောပြပေးတာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာမဟုတ်ဘူးပေါ့နော်နိုင်ငံခြားဘယ်သူပဲဖြစ်နိုင်ငံခြားထွက်လာမယ်အခုမြန်မာနိုင်ငံကြည့်ရင်နိုင်ငံခြားထွက်မယ်လို့စိတ်ကူရတယ်ဆိုရင်လည်းကျွန်တော်အခုပြောတဲ့ချက်လေးတွေကိုတခြားလေးလာပါတချို့ဆိုရင်ကိုယ်နဲ့တငယ်ချင်းမိတ်ဆွေတွေကဲကိုကမြန်မာနိုင်ငံမှာရှိနေတယ်ဆိုတော့ကိုယ်တငယ်ချင်းမိတ်ဆွေတွေနိုင်ငံခြားရှိတဲ့လူတွေဖုံးဆက်မေးကြည့်နိုင်ငံခြားမှာအဆင်ပြေလားမေးဒီလိုပါပဲကိုကလို့တာဖြေတာများကြတယ်ဟာစင်ပြေတယ်ကောင်းတယ်လို့ဖြေတယ်သူကတော်တော်လေးရှားတာပေါ့နော်တချို့ကြတော့လည်းအဆင်မပြေဘူးဆိုပေမဲ့လည်းလိမ်ပြီးဖြေတာလည်းရှိတာပေါ့နော်ကိုတို့မြန်မာနိုင်ငံရဲ့တငယ်ချင်းတွေမေးလာတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံခြားမှာနေလူတွေအသိဆုံးပဲတော်တော်များအဆင်မပြေကြဘူးဘာဖြစ်လဲဆိုတော့ဒီလိုမျိုးပဲလုံးလေချားလေနဲ့သွားနေကြတယ်ထိုင်းနိုင်ငံမှာ passport တော့ဘိုက်ရိုက်ဖို့လို့ပြောလိုက်ရင်တော့လက်တယ်ပြစရာပတ်စံမရှိတဲ့သူတွေအများကြီးရှိတယ်နော်အဲ့လိုဘွားတွေဘာလို့ကြုံနေရလဲဆိုတော့ကျွန်တော်တို့မှာဘယ်တော့မှအရေးပေါ်ငွေဆိုပြီးမချန်တာလို့နော်ကိုကစီးပွားရေးတစ်ခုလုပ်ကျင်နေဆိုရင်တော့မှအများကြီးစဉ်းစားရတယ်ဘာဖြစ်လို့လက်တယ်ပတ်စံမရှိလို့ဘ누구စီကအတိုးနဲ့ဆွဲရင်ကောင်းမလဲဒါမှမဟုတ်မြန်မာနိုင်ငံပြန်မှိုင်လည်းမရပြန်ဘူးဟောတော့အဲ့တော့အရန်ခက်ခဲကြတယ်တချို့ဆိုကျွန်တော်စီးပွားရေးလာလေ့လာတယ်လုပ်ကျင်ကြတယ်အရင်ဒီ3-4တောင်လောက်ပြောလိုက်ရင်ဟိုတွေသူတို့မှစဉ်းစားရတယ်အရန်ပဲပတ်စံ3-4တောင်ဘယ်ရတရှာမှလဲငါတို့မှမရှိတာအဲ့လိုမျိုးတွေပေါ့နော်ဒီတိုးထွက်ရင်ဘာဘူးပေးရမယ်အိမ်ကဘယ်လောက်ပို့ရမယ်အဲ့လိုမျိုးတွေနဲ့တိုင်ပတ်နေသူတွေအများကြီးကြုံဘူးတဲ့ဒါကြောင့်မို့ကျွန်တော်တို့ကကိုမိသားစုထောက်ပံ့တဲ့နေရာမှာထောက်ပံ့တဲ့လောက်လဲထောက်ပံ့ရမယ်နောက်ပြီးတဲ့ခါမှာကျွန်တော်ကိုအတွက်လဲကျွန်တော်တို့ဖယ်တင်တဲ့လောက်ကဖယ်ထားမှာဖြစ်တယ်ဒါကကိုမှအရေးပေါ်ပဲဖြစ်လုပ်ကျင်တဲ့စိတ်ဆန္ဒဖြစ်လာလို့စီးပွားရေးတစ်ခုခုလုပ်ကျင်လို့ပဲဖြစ်နော်ဘာပဲလုပ်ကျင်လာကျွန်တော်တို့လက်ထဲမှာပတ်စံလေးနေငယ်ရှိတဲ့ခါကျတော့ကျွန်တော်မျက်နှာမငယ်ရဘူးကိုလုံးကျင်တဲ့အရာကိုကျွန်တော်ရေဝုန်းကြီးလုံနိုင်ပါတယ်เนาะဒီချက်လေးတွေကလည်းကျွန်တော်တို့ထိုင်းနိုင်ငံပဲဖြစ်နိုင်ငံခြားရောက်တဲ့သူတွေမှာပဲဖြစ်တော်တော်များများမှာတွေ့ရတယ်เนาะဒါလေးတွေလည်းကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့နေရတယ်ဆိုရင်ဒီခက်ခဲပြဿနာကိုဖြေရှင်းဖို့ကတော့တနည်းတည်းပဲအရင်လိုကိုအကုန်လုံးရသမျှပို့တဲ့နေရာမှာကိုအတွက်ဆိုတဲ့ပုံစံလေးပြန်ဖယ်ထားပါဒါမှကျွန်တော်တို့ဘွားတွေခက်ခဲတဲ့နေရာကလွတ်မြောက်မယ်သူများနိုင်ငံမှာကျွန်တော်တို့အကြာကြီးဘယ်သူမှမနေကြကြဘူးကျွန်တော်တော့မှရှင်းပြောလို့မနေချင်ဘူးကျွန်တော်လည်းပြန်ကျင်တယ်ကိုရွာကိုမျိုးနယ်ကိုပြန်ကျင်တာပဲဒါကြောင့်မို့ကျွန်တော်ခုရှာသမျှငွေတွေကိုမျိုးနယ်မှာကိုပြန်ပြီးရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ကျွန်တော်တစ်ချိန်နိုင်ငံရေးအဆင်ပြေလာတဲ့ခါမှာကိုမျိုးမှာပြန်ပြီးတော့မှကျွန်တော်ကောင်းမွန်နဲ့နေကျင်တယ်စီးပွားရေးနဲ့ပြပြလေးကျွန်တော်ဖြစ်ကျင်တယ်ဒါကျွန်တော်ရဲ့ဆန္ဒပဲဒါကြောင့်မို့ကျွန်တော်တို့ရှာရမြငွေကိုမိသားစုထောက်ပံ့တဲ့လောက်ထောက်ပံ့တယ်ကိုလည်းကိုအတွက်အရေးပေါ်ဖယ်ထားတဲ့တော့ဖယ်ထားတယ်ပြီးရင်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာလုပ်ထားတယ်ကျွန်တော်တို့ပတ်စံကရှာပြီးစုထားရမယ့်အရာမဟုတ်ဘူးကျွန်တော်တို့ကတေချာတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ရမယ်စီးပွားရေးတိုးချဲ့တာမျိုးတွေလုပ်ရမယ်ဒါမှကျွန်တော်တို့သူများနိုင်ငံမှာကြာမနေရမှာကျွန်တော်တို့ဘွားတွေကိုကျွန်တော်လွတ်လပ်တဲ့ဘွားတစ်ခုဖြစ်နေကျွန်တော်ပြန်သားနိုင်မှာတိဆောက်နိုင်မှာဖြစ်တယ်ကျွန်တော်မှဆိုအချိန်ကြီးအများကြီးကြံနေတယ်ခုမှအသက်20ကျော်ဟုတ်လားကျွန်တော်အသက်30မှာဘွားလွတ်လပ်မှုပိုင်ဆိုင်နိုင်တယ်ဆိုရင်နောက်ထပ်ကျွန်တော်လူရဲ့တက်တန်း2ပုံလောက်ထပ်ပြီးနေနိုင်နေတယ်ဗျာအေးဆေးပဲဟုတ်လားအဲ့လိုအတွေးနဲ့ကျွန်တော်တို့အလုံးလုံးမှတာလင်းကျွန်တော်တို့တေချာပေါက်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်နော်ဆရာပြောတဲ့အခက်အခဲတွေအများမှန်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒါကနိုင်ငံခြားမှာရောက်နေတဲ့သူတော်တော်များများရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေပဲဒါကတကယ်အမှန်တရားတွေပဲဖြစ်တယ်နော်ကဲနောက်ထပ်တစ်မျိုးရှိသေးတယ်ဗျာနောက်ထပ်တစ်မျိုးကတော့ဗာလဲဆိုရင်နောက်ဒီလူအုပ်စုတစ်မျိုးကကြတော့ကျွန်တော်တို့ကိုနေတာနိုင်ငံခြားမှာနေတယ်နိုင်ငံခြားမှာနေပြီးတော့မှကျွန်တော်ဘာလုပ်ကြလဲဆိုတော့တင်ယူခြင်းစိတ်ရှိတာတော့ကောင်းတယ်ဒါကကျွန်တော်လည်းလေးစားတယ်တင်ယူခြင်းစိတ်ရှိတာဒါပေမဲ့အပျော်ရမ်းတင်ယူခြင်းရတဲ့လူတွေမှာကြတော့မကောင်းကြဘူးအဲ့ဒါကြတော့ကျွန်တော်ဗာပြအချိန်ကုန်ငွေကုန်ရတယ်ဘယ်လိုမျိုးလဲဆိုတော့ဥပမာဆိုပါစို့စိတ်ကအမျိုးမျိုးပြောင်းတဲ့သူမျိုးခဏနေဂျပန်စာသင်နေတယ်ဂျပန်သင်တန်းလေးတက်လိုက်ပြန်ပြီအွန်လိုင်းပေါ်နေအလွယ်တကူပဲဘတ်1000 1500 2000သင်တန်းတက်လို့ရတယ်ဆိုပတ်စံပေးလိုက်ပြန်ပြီတက်လိုက်ပြန်ပြီပြီးရင်ဟုတ်ဒီပတ်တိကျွန်တော်တို့တင်လာဟုတ်ဒီပတ်တိကိုအဲ့ဒီအားဆိုင်လာမေးတယ်မလို့ခဏနေထိုင်းစကားပြောတင်တန်းတက်လိုက်ပြန်ပြီဟုတ်ဒီပတ်တိကျွန်တော်တို့လိုက်လို့လားမလို့ခဏနေကွန်ပျူတာတင်တန်းတက်ပြန်ပြီဘာတင်တန်းညာတင်တန်းဦးတက်လိုက်ရဲ့တင်တန်းစုံသွားတာပဲဒါပေမဲ့ကျွန်တော်တို့လက်တွေ့အကောင့်တွေပေါ်လာမေးတယ်ဘာမှအကောင့်တွေမပေါ်ဘူးအဲ့လိုလူမျိုးကလည်းတသက်ကိုကျွန်တော်တွေ့ဘူးတယ်နော်ကျွန်တော်နိုင်ငံခြားရောက်လာတယ်ကိုရှာရငွေလေးကိုစုတယ်စုပြီးတော့ဘာလို့တင်တန်းနေရှောက်တက်တာအဲ့တော့နော်အများကြီးပေါ့စီးပွားရေးတင်တန်းဘာတင်တန်းညာတင်တန်းအကုန်တက်တာအဲ့တော့တင်တန်းနေတာတက်ပြီးတော့ကျွန်တော်မစကြဘူးမစတဲ့ခါဘာဖြစ်လဲဆိုတော့ကျွန်တော်ရလက်တွေမရကြဘူးပြီး
ကိုတင်တန်းတက်တဲ့အချိန်တွေကကုန်သွားတယ်တင်တန်းတစ်ခုတာပြီးသွားတယ်နောက်ဆုံး certificate ရကျင်တာရလိမ့်မယ်ဗျာအောင်လက်မှတ်ရကျင်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီတင်တန်းအနှစ်သာရတွေဘာမှကိုမှမရနိုင်ဘူးဘာဖြစ်လဲကိုကအားဆိုင်ပြီးတော့မှမတင်ခဲ့တာဟုတ်တော့အဲ့တော့ဟိုရောင်ဒီရောင်တနည်းပြောရင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့အချိန်တွေကုန်လန်းတွေပျောက်ပြီးတော့ထိုင်းနိုင်ငံမှာတစ်နှစ်ပြီးတစ်နှစ်ဒါမှမဟုတ်နိုင်ငံခြားဘယ်နိုင်ငံစင်ကာပူလားအိုမန်လားမလေးရှားလားကိုရောက်နေတစ်နှစ်ပြီးတစ်နှစ်တည်းပြီးသွားတယ်ဘာမှမထူးခြားလားနောက်ဆုံးကိုပြောမြန်မာနိုင်ငံပြန်လာရင်တော့ကို့မှာဘာလုပ်ရမှန်းဆိုတဲ့အလုပ်တောင်လက်စုပ်လက်ကင်မပြနိုင်တဲ့သူတွေလည်းအများကြီးတွေ့ဘူးတယ်ဒါကြောင့်မို့အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်လည်းကျွန်တော်တို့ဒါကလည်းပြုပြင်ရမယ့်ချက်ဖြစ်တယ်ကျွန်တော်ခဏပြောသလိုတင်ယူခြင်းလေးရှိတယ်ကောင်းတယ်ကိုကတကယ်ဝါသနာပါတာလားတကယ်တင်ယူခြင်းလားတကယ်ဝါသနာပါပြီးတကယ်တင်ယူခြင်းလဲဆိုရင်လုပ်ငွေကုန်အချိန်ကုန်ကျွန်တော်တို့အကုန်ခံပြီးလုပ်လို့ရတယ်ကိုကလက်စောကျင်ုံတက်နဲ့ဗျာသူများတွေတက်နေတယ်ငါလိုက်တက်မယ်ဆိုပြီးတော့ကျွန်တော်ခဏပြောသလိုပေါ့ဟိုရောင်ဒီရောင်စိတ်တက်လောက်နေတော့ကျွန်တော်တို့မဝင်လုံးနဲ့မရအောင်ကျွန်တော်ရဲ့အလုပ်ငန်းထဲမှာလည်းဒီလိုမျိုးပဲကျွန်တော်ပွင့်လင်းပြောတယ်ကျွန်တော်လက်သွေးလာတဲ့လူတွေပတ်စံလေး3-4တောင်လောက်ရင်းလိုက်ရင်ငါတို့ပတ်စံရမှာပဲငါတို့စီးပွားရေးဆက်ဆံဝတ်စားပြီးတော့ကုမ္ပဏီတွားရတာပဲငါတို့အဆင်ပြေတာပဲဆိုအဲ့လိုစိတ်လောက်နဲ့မလာနဲ့ကျွန်တော်ပြောတာတကယ်ဒီလုပ်ကိုလုပ်ကျင်တာလားတကယ်စိတ်ပါတာလားဒီလုပ်မှာတကယ်ဝါသနာပါတာလားဒီလုပ်ရဲ့သဘောတဘာဝတကယ်သဘောကျတာလားပြီးတကယ်ရောအချိန်ပေးမှာလားလက်စောကျင်ကိုတက်နဲ့လာပြီးတော့ဗျာပြီးရင်အလုပ်လည်းမဖြစ်ဘူးပတ်စံကုန်သွားမယ်ပစ္စည်းရတာမှန်ပေမဲ့ကျွန်တော်တို့တချို့ကတန်ဖိုးမထားဘူးလေเนาะဒါပေါ့ပတ်စံကုန်သွားတယ်ဘာမှလည်းမရအောင်ဆိုတဲ့စကားလုံးတွေထွက်လာတယ်ဒါမျိုးပေါ့တချို့ဆိုလည်းအဲ့လိုပဲတင်တန်းတက်လိုက်တယ်ဥပမာထားပြီးတော့ဂျပန်စာတင်တန်းတက်တယ်ထိုင်းစာတင်တန်းတက်လိုက်တယ်ဝင်လိုက်တယ်ပြီးရင်အလက်ကားဘာမှမဟုတ်ဘူးပါညာအလက်ကားဆိုကိုကအလက်ကားလိုမျိုးတက်ခဲ့လို့ကိုကလက်စောခဲ့လို့ဗျာရှင်းပြောမယ်ဆိုရင်အဲ့ဒီတင်တန်းတွေဒီစီးပွားရေးတွေတော့လုပ်ပြီးတော့မှအောင်မြင်သွားတဲ့သူတွေမှအများကြီးရှိတယ်အဲ့လူတွေဘလို့အောင်မြင်တော့ဘာကြောင့်အောင်မြင်တာလဲသူတို့ရဲ့ဝါသနာကိုသူတို့သိတယ်သူတို့လောက်ရမယ့်အချက်တွေသူတို့သိတယ်သူတို့ပေးရမယ့်အချိန်တွေကိုသူတို့သိတယ်ဒါကြောင့်မို့ဒီဇိုင်းမလုပ်တယ်အာယုံစိုက်ပြီးလုပ်တယ်ဒီစိတ်နှစ်ပြီးလုပ်တာအဲ့လိုမျိုးအချက်တွေကြောင့်ကျွန်တော်တို့ဒါရလက်ကောင်းတွေရသွားကြတာဖြစ်တယ်ဒါကြောင့်မို့တင်တန်းတွေတက်တယ်ဆိုတာတင်တန်းတွေကိုကျွန်တော်စော်ကားတာမဟုတ်တင်တန်းတွေမှာရလက်ကောင်းရသွားတဲ့သူတွေရှိတယ်အဲ့လူတွေကိုအားကြရုံလောက်နဲ့တော့ line မလုပ်နဲ့ဒီလိုမျိုးပဲကျွန်တော်တို့စီးပွားရေးမှာလဲကျွန်တော်အားကြတယ်ဟိုလူအားကြတယ်ဒီလူအားကြတယ်အဲ့လိုအားကြရုံလောက်နဲ့တော့ဝင်မလုံးနဲ့ဒါကျွန်တော်ပွင့်လင်းပြောတယ်တကယ်ငါအောင်မြင်ခြင်းနဲ့ငါဘွားကိုဒီအလုံးနဲ့ပြောင်းလဲခြင်းနဲ့ဒီအလုပ်ကိုငါတကယ်စိတ်ပါတယ်ဆိုပြီးတော့မှတိတိကျကျလေ့လာပြီးတော့မှနီးစနစ်ကိုသဘောကျကြိုက်ပြီးတော့မှလုပ်ဒါဆိုရင်သိချတယ်ညီကောင်မတို့ရဲ့ဘွားတွေကောင်းမွန်တဲ့ပြောင်းလဲမှုတွေရလာမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့လက်စောကျင်ရောဟိုရောင်ဒီရောင်လိုက်လုံးမယ်ဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ခဏပြောသလိုပတ်စံတွေအချိန်တွေပဲကုန်သွားမှာဘာမှလည်းကျွန်တော်ရလာမှာလည်းမဟုတ်เนาะဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံခြားရောက်နေတဲ့သူတွေတချို့တွေနိုင်ငံခြားမှာနေတယ်ရသမျှပတ်စံတွေကုန်သွားတယ်ဒါပေမဲ့သူတို့ကတော့ဟိုလိုမျိုးတုံးဖြုံးလိုက်တာတော့မဟုတ်ဘူးဘာလုပ်လိုက်လဲဟိုတင်တန်းတက်မယ်ဒီတင်တန်းတက်မယ်ဟိုအလုပ်လုပ်မယ်ဒီလုပ်မယ်ဟိုစီးပွားရေးလုပ်မယ်စီးပွားရေးပေါင်းများစွာတာကုန်သွားတယ်ဘာမှဖြစ်မလားတင်တန်းပေါင်းများစွာကုန်သွားတယ်ဘာမှဖြစ်မလားအဲ့တော့ဘာဖြစ်လဲအချိန်တွေငွေတွေကကုန်သွားပြီးတော့ကျွန်တော်တို့ဘုရားဒီတိုင်းပဲဒုံရင်းကဒုံရင်းပဲဘာမှတိုးတက်ပြောင်းလဲမှုမရှိတော့ဟုတ်တော့အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ဖြစ်နေတဲ့လူတွေလည်းတချို့တွေးခဲ့ဘူးတယ်ဒါကြောင့်မို့ဒါလေးတွေကိုလည်းကျွန်တော်တို့ကနိုင်ငံခြားထွက်မဲ့သူပဲဖြစ်ဖြစ်ကိုကလက်ရှိနိုင်ငံခြားမှာနေနေတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးကျွန်တော်တို့ကြုံတွေ့နေရတဲ့သူမျိုးဆိုရင်ဒါဘာကိုပြုပြင်ရမလဲဆိုတော့ကိုယ်ဝါသနာကိုအရင်ဆုံးဘယ်တင်တန်းမှမတက်နဲ့ဘယ်စီးပွားရေးမှလည်းမလုပ်နဲ့အောင်ကိုအရင်သိအောင်လုပ်ကိုအရင်အဖြေရှာငါကဘလို့လူမျိုးလဲငါကဘလို့အလုပ်မျိုးကိုကြိုက်တာလဲဒီဘလို့တင်တန်းမျိုးကိုငါကြိုက်တာလဲဘလို့တင်တန်းကငါဘွားကိုမြင့်တင်ပေးနိုင်တာလဲအဲ့ဒီမြင့်တင်ပေးတဲ့တင်တန်းကိုငါတကယ်ဝါသနာပါတာလားအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒါလေးတွေကအကောင်းဆုံးကိုကဆုံးဖြတ်ချက်ချပြီးမှလုပ်တစ်ခုอ่ะအဲ့ဒါမှလည်းကျွန်တော်တို့ဘွားကိုတိုးတက်ပြောင်းလဲစေမယ်ဘွားတွေပိုင်ဆိုင်နိုင်မှာဖြစ်တယ်သူများနိုင်ငံနေတဲ့9နှစ်ရှိပြီ10နှစ်ရှိပြီဒုံရင်ပဲဆိုပြီးတော့ကျွန်တော်တို့တွေဒီလုံးစားလို့တဲ့ချိန်ဘယ်သူပါသူများအဲ့ဒီပတ်ဝန်းကျင်ဘယ်လိုပြောရသေးလားမင်းတို့တွေထိုင်းရောက်တာတစ်နှစ်နဲ့ဒီလိုမျိုးလာလုပ်တယ်ငါတို့ထိုင်းရောက်တာ10စုနှစ်တစ်နှစ်ကျော်ပြီမင်းတို့တက်ရှိပြီဆိုတော့အဲ့ဒါကိုဂုံယူပြီးပြောနေတယ်ဟုတ်တော့ခုတိဘာမှမရသေးတာကိုကိုမသိဘူးကိုသူများနိုင်ငံရောက်နေတာကိုပဲကျွန်တော်တို့10စုနှစ်တစ်နှစ်ကျော်တော့ပဲဂုံယူပြီးလက်မထောင်တယ်မင်းကဘယ်လောက်သိလို့လဲမင်းကဘယ်လောက်တက်လို့လဲဆိုတော့လာသေးတယ်ဟုတ်တော့အဲ့တော့မင်းဘယ်လောက်သိရဘယ်လောက်တက်တာနဲ့မဆိုင်ဘူးအဲ့တော့မင်းဘယ်လောက်ပိုင်ဆိုင်ထားပြီလဲမင်းသူများနိုင်ငံရောက်နေပြီဟာလားသူများနိုင်ငံမှာမင်း10စုနှစ်တစ်နှစ်3မဟုတ်9နှစ်မင်းနေခဲ့ပြီမင်းမှာပိုင်ဆိုင်မှုဘယ်လောက်ရှိပြီလဲမင်းအတွေ့အကြုံတွေဘယ်လောက်ရထားပြီလဲအဲ့ဒီအတွေ့အကြုံတွေကနေမင်းဘွားမြင့်နေအောင်မင်းဘယ်လောက်လှုပ်ဆောင်ထားနိုင်ပြီလဲအဲ့ဒါအရေးကြီးတဲ့ချက်ပဲเนาะအဲ့တော့ကျွန်တော်ကနော်ဒီဓာလေးတွေကိုပဲကျွန်တော်အဓိကပြောချင်တာဗာလဲဆိုတော့ကျွန်တော်အလုပ်တစ်ခုစတော့မယ်တင်တန်းတစ်ခုစတော့မယ်ဘယ်ရဖြစ်ပေါ့နော်လှုပ်တော့မယ်ဆိုရင်
တချို့ကကိုယ့်ကိုယုံကြည်တယ်ကိုယ့်ဝါသနာကိုသိတယ်ဒါပေမဲ့စလိုက်တယ်စပြီးတော့အဲ့ပတ်ဝန်းကျင်မှာဘယ်လိုမျိုးကြုံလာလဲဆိုရင်9နှစ်10နှစ်15နှစ်နေတမားတွေကအေးမင်းတို့ကောင်းနေမလို့လောက်တယ်မင်းတို့မလို့ဒီတင်တန်းကိုသွားတတ်တယ်မင်းတို့မလို့ဒါမျိုးသွားနေတယ်ဆိုတာထိုင်းနိုင်ငံမှာထိုင်းစကားမတက်လဲနေလို့ရတာပဲအေးမျိုးမျိုးပေါ့နော်ကိုကတော့ဒီမှာဝါသနာပါတယ်ကိုရဲ့အားဆိုင်မှုကကိုဒီမှာလုံမယ်လို့ဆုံးဖြတ်တာပြီးဒါပေမဲ့အဲ့လိုမျိုးဆရာကြီးတွေပေါ့နော်ဆရာကြီးတွေပြောစကားတွေနဲ့ဘာဖြစ်လဲကိုဘွားကိုညောင်းနဲ့တွန်းပို့လိုက်ကြတယ်နော်စိတ်ရိုင်သွားကြတယ်အများကြီးကြုံဘူးတဲ့စီးပွားရေးလောကကျွန်တော်နယ်ပယ်ထဲမှာဆိုအများကြီးပဲကျွန်တော်လှုပ်ကျင်တဲ့အောင်မြင်ကျင်တဲ့ကျွန်တော်တို့ရှင်းပြတယ်ပြောပြတယ်အိုးယုံကြည်မှုတွေရှိတယ်ပတ်ဝန်းကျင်ဘေးကဆရာကြီးတွေကျွန်တော်ပြောသလိုပေါ့မင်းတို့မဟုတ်တလုပ်တယ်ငါတို့ကဒီလုပ်တွေကရိုးလာပြီးဤလာပြီးဘာဖြစ်အလုပ်ရဲ့သဘောတဘာဝဘာမှန်းသူတို့မသိဘူးရှင်းပြောမယ်ကုမ္ပဏီပဲမှာရှိလဲမသိဘူးစီးပွားရေးပုံစံဘယ်လိုရှိလဲမသိဘူးထုတ်ကုန်ပစ္စည်းဘာတွေမှသူတို့မှမသိဘူးဒါပေမဲ့သူတို့သိတာကမလုပ်နဲ့မအောင်မြင်ဘူးအဲ့တခုံးပဲသိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကလူတိုင်းကသူ့တယောက်နဲ့တယောက်ကအရေးချင်းမတူကြဘူးစိတ်နေစိတ်ထားချင်းလည်းမတူကြဘူးဒီလူကစပင်ညက်ဆိုင်ဖွင့်ပြီးအောင်မြင်တယ်ဆိုပေမဲ့ကိုကစပင်ညက်ဆိုင်တစ်ဖွင့်လို့အောင်မြင်ချင်မှလည်းအောင်မြင်မှာဟုတ်တယ်ဟုတ်လားအဲ့တော့ကိုမအောင်မြင်ဘူးဆိုပေမဲ့လည်းငါမအောင်မြင်ဘူးဆိုရင် तू ကလာလို့မအောင်မြင်ဘူးလို့တွက်လို့မရအောင်ဟုတ်လား तू နဲ့ကိုယ်နဲ့မတူနိုင်ဘူးဒါကျွန်တော်ပြောချင်တာအဲ့ဒီပဲအဲ့တော့လူတိုင်းတယောက်အရေးချင်းမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့သူများရဲ့လောက်ရက်တွေကိုကျွန်တော်ကတပိတ်ပင်တဲ့သူမျိုးတွေနဲ့ကြုံလာခဲ့ရင်ဒါတွေကိုကျွန်တော်ကကြော်လွှားနိုင်ရမယ်အဲ့လိုမကြော်လွှားနိုင်ပဲနဲ့အလုပ်တွေတစ်ခုတစ်ခုတည်းရှောက်ပြောင်းတင်တိုင်းတစ်ခုတစ်ခုတက်စီးပွားရေးတစ်ခုတစ်ခုရှောက်လုပ်နေမယ်ဆိုတော့အလကားပဲအဲ့ဒီလူကဘယ်လိုဖြစ်လာမလဲအလကားလူဖြစ်သွားမယ်ဘာကြောင့်လဲသူ့ပတ်ဝန်းကျင်ကအလကားစကားတွေနားထောင်ပြီးတော့မှကိုယ်တိုင်အလကားလူဖြစ်သွားတဲ့သူတွေကျွန်တော်တို့အများကြီးကြုံမှုတယ်ဒါကြောင့်မို့ဒီချက်လေးတွေကလည်းကျွန်တော်ထိုင်းနိုင်ငံမှာနေတယ်နိုင်ငံခြားတွေမှာရောက်နေတယ်ဘာမှမထူးခြားဘူးကျွန်တော်ထိုးတင်တဲ့ဆိုတက်ပြီးသွားပြီဒီစီးပွားရေးလုပ်ပြီးသွားပြီဟိုစီးပွားရေးလုပ်ပြီးဒီကုမ္ပဏီလုပ်ပြီးသွားပြီအိုးဘာမှမဖြစ်လာဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါကကိုယ့်ပတ်ဝန်းကျင်ကပြောတဲ့လူတွေစကားကြောင့်လည်းပါတယ်ကိုယ်ကလည်းလက်တဲ့ဆန်းကျင်လို့ရှောက်လုပ်နေတာကြောင့်လည်းပါတယ်ပေါ့နော်ဒီချက်တွေကကိုယ်မှရှိနေတယ်ဆိုရင်လည်းဒါကကျွန်တော်တို့ပြုပြင်ရမယ့်ချက်တွေဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင် comment အောက်မှာဆိုခါကျရင်လာမှတ်တယ်အဲ့ဒီလောက်ကကျွန်တော်လုပ်ဘူးတယ်ဘာမှမရဘူးဒါကယိုးနေပြီဒါကဘယ်နှစ်ကပေါ်လာတယ်ဘလို့ကလုတ်ခဲ့တယ်ဘယ်ညာကလုတ်ခဲ့တယ်ကျွန်တော်အဲ့ဒါလာမပြောနဲ့ကျွန်တော်ပြောရမှာဘလောက်ခီးပေါအောင်လုတ်ခဲ့တာလဲဟုတ်တော့ဘလောက်ယာတုထိရခဲ့တာလဲဒီလုတ်ရတဲ့ဟောထဲထဲဝင်ဘလောက်သိခဲ့တာလဲဟုတ်လားအဲ့လိုမျိုးပေါ့အဲ့လိုကျွန်တော်အကြံပေးခြင်းလဲဆိုကျွန်တော်ထက် level မြင့်တဲ့လူတယောက်ဖြစ်နေရမှာဒါဆိုကျွန်တော်အကြံပေးကျွန်တော်လက်ခံနော်ကျွန်တော်ထက် level နှိမ့်တဲ့လူဖြစ်နေရင်တော့မှကျွန်တော်ကိုလာပြီးပြောပြပေးကောင်းမွန်ကျန်တဲ့ကွန်နဲ့ထောက်ပြပေးကျွန်တော်လက်ခံကိုယ့်ဘက်ကိုလက်တဲ့ဆိုင်ုံလောင်းနဲ့ရှောက်လုပ်ပြီးတော့မှကျွန်တော်ဆရာကြီးဆိုင်နဲ့လာပြောနေတာမျိုးကြတော့ကျွန်တော်လက်မခံဘူးအဲ့လို comment တွေဆိုကျွန်တော်ပြန်လည်းမတုတ်ပြန်ဘူးဘာလို့လဲတခါတည်းဖြတ်တခါတည်း block လိုက်တယ်ကျွန်တော်ခေါင်းထဲမှာအမှိုက်ကြီးထဲမခံဘူးအဲ့တော့ကျွန်တော်မိတ်ဆွေတွေမှာလည်းစီးပွားရေးနယ်ပယ်တွေမှာရှောက်လန်းနေတဲ့သူတွေရှိတယ်ဒါမှမဟုတ်ကိုဝါသနာပါတဲ့နယ်ပယ်တွေမှာရှောက်လန်းနေတဲ့သူတွေရှိတယ်ဆိုရင်ကိုပတ်ဝန်းကျင်တွေကပြောလာလို့နောက်ဆုံးလိုက်ရတယ်ဆိုတဲ့အဖြစ်မျိုးဘယ်တော့မှမကြုံစေနဲ့ပြီးရင်အလုပ်တစ်ခုကိုလက်တဲ့စမ်းကြုံတတဲ့နဲ့ဘယ်တော့မှမလုပ်နဲ့ဟုတ်လားကိုယ်တိုင်တကယ်စိတ်ပါလို့လုပ်တဲ့အလုပ်မျိုးကိုပဲစူးစမ်းကိုယ့်ရဲ့ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်မျိုးကိုပဲလုပ်ဒါမှကျွန်တော်တို့လိုချင်တဲ့မိတ်ဆွေတို့လိုချင်တဲ့เนาะဘွားတွေကောင်းမွန်တဲ့ဘွားတွေကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေပြုံလာမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်လာတဲ့နိုင်ငံခြားမှာရောက်လာတဲ့เนาะပြည်ပရောက်เนาะမြန်မာတွေတော်တော်များကြုံရတဲ့အချက်တစ်ချက်ထဲမှာဖြစ်ပါတယ်ကဲနောက်တဲ့တစ်ချက်ကတော့ဗာလဲဆိုတော့အလုပ်အတီတကြမလုပ်ဟုတ်တော့အလုပ်တီတကြမရှိဘူးဥပမာကျွန်တော်တို့အလုပ်တီတကြမရှိတဲ့သူမျိုးခဏကျွန်တော်ပြောဆိုပေါ့နော်စိတ်မငြိမ်တဲ့လူပေါ့နော်အလုပ်တီတကြမရှိဘူးအဲ့တော့လုပ်ငန်းဒါနေ့ကျွန်တော်စီးပွားရေးလောကမပြောသေးဘူးသူများရဲ့အလုပ်မှာတယ်နေ့စားလကစားအလုပ်မှာတော့မှဟိုလုပ်ငန်းလိုဝင်လိုက်ပြန်ပြီး10ရက်15ရက်တစ်ပတ်တစ်လ2လ3လပြီးပြန်ထွက်လိုက်ပြန်ပြီးပြီးနောက်တစ်လုပ်ငန်းထပ်ဝင်ပြန်ပြီးတစ်လ2လလို့ဆိုပြီးပြန်ထွက်ပြန်ပြီးအလုပ်နေတာများသွားတယ်ဘာဖြစ်လဲကျွန်တော်စမတ်ကြီးလေးကုန်သွားအချိန်နေတာကုန်သွားတယ်နော်ကိုဘွားတိုးတက်မှုဘာမှမဖြစ်လာဘူးဟိုလုပ်ငန်းဝင်လိုက်ပြဿနာတက်တယ်ဒီလုပ်ငန်းဝင်လဲပူလို့အေးလို့မလုံနိုင်လို့ဒူးနာလို့ခါနာလို့အမျိုးမျိုးစင်ကြီးပေါင်း16000ပေးပြီးတော့ထိုင်းနိုင်ငံမှာလေကျွန်တော်တို့10စုနှစ်တစ်နှစ်ကြာသွားတဲ့သူတွေအများကြီးရှိတယ်နော်မေးလိုက်တလို့အလုပ်ဘယ်နှခုလုပ်ပွားရလဲဆိုတော့အလုပ်ပေါင်းမရီတွက်နိုင်တော့တို့လက်ချိုးရည်လိုက်ဒါပေမဲ့ဘာကြောင့်ပတ်စံမစုမိတာလဲဆိုရင်အတီတကြဆိုတဲ့အလုပ်မရှိခဲ့ဘူးအဲ့တော့လောက်တာလောက်တယ်မလောက်ဘူးဒါပေမဲ့အတီတကြဆိုတဲ့အလုပ်ဘာမှမရှိခဲ့ဘူးဟိုနေရာဆိုလဲခဏလောက်လိုက်ဒီနေရာဆိုခဏလောက်လိုက်တယ်စီးပွားရေးလောကနယ်ပယ်မှာလည်းဒီလိုမျိုးပဲအဲ့တော့ဘယ်စီးပွားရေးလဲကောင်းလားလောက်တယ်ဝင်လောက်တယ်ရင်းနှီးမြှုပ်နှံမှုတွေလောက်တယ်ဒါပေမဲ့အတီတကြမလောက်အထက်လူကြောက်အောက်လူကြောက်ပိုင်ရှင်ကြောက်အမျိုးမျိုးပေါ့နော်ပစ္စည်းကြောက်ကုမ္ပဏီကြောက်အမျိုးမျိုးပြောပြီးတော့မှကျွန်တော်တို့ဘာဖြစ်လဲနောက်ဆုတ်သွားတယ်ငြိမ်သွားတယ်
နောက်ထပ်တစ်ခုထပ်လုပ်တယ်ဒီလိုမျိုးပဲဟိုကမကောင်းလို့ဒီဟာမကောင်းလို့အကြောင်းပြချက်အမျိုးမျိုးပေးတယ်ထွက်တယ်နောက်တစ်ခုထပ်လုပ်တယ်အဲ့တော့ဘာဖြစ်လဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကုမ္ပဏီပေါင်းနာမည်တွေဒါထပ်သွားတယ်ကိုကတော့ဘာမှမဖြစ်လာဒါပေမဲ့ကျွန်တော်တို့တွေးထားမှာကဒါကဘဒုမှကျွန်တော်တို့စော်ကားတာတော့မဟုတ်တချို့လူတွေကအဲ့လိုမျိုးဖြစ်နေတယ်တကယ်ဖြစ်နေလူတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီအလုပ်တစ်ခုမှာကောင်းလားမကောင်းဘူးလားဆိုတာသူ့ရဲ့အလုပ်ကိုလုပ်နေတဲ့သူတွေကိုကြည့်ရင်သိနိုင်တယ်အဲ့တော့ဒီအလုပ်မှာကျွန်တော်တို့အောင်မြင်တဲ့သူရှိလားကြည့်အောင်မြင်တဲ့လူရှိတယ်ရှိရင်တော့မှများလားနဲလားအဲ့ဒါကိုကြည့်အောင်မြင်တဲ့လူများတယ်โอเคများတယ်ဆိုတော့ဒီအောင်မြင်တဲ့လူတွေများတယ်နဲတယ်ဆိုနဲတယ်နောက်မရှိဘူးဆိုမရှိဘူးအောင်မြင်တဲ့လူလုံးဝမရှိလို့ကိုကမအောင်မြင်နိုင်ဘူးဆိုတော့ဒါကိုပြစ်မဟုတ်အောင်မြင်တဲ့လူကလည်းရှိနေတယ်နော်သူ့အနေနဲ့သူတိုင်းသားတစ်ခုလည်းရှိနေတယ်နေရာတစ်ခုလည်းရှိနေတယ်ကိုယ်တိုင်မအောင်မြင်နိုင်တာကြတော့ဘာကြောက်လဲဆိုလို့ရှိရင်ကျွန်တော်ခဏပြောသလိုမျိုးစင်ကြီးတွေများနေလို့ကိုမှနော်ကိုမှဟိုဟာကြောက်ဒီဟာကြောက်ဒီအကြောင်းကြောင့်မပြီးဆုံးမှုဘာမှုညာမှုပေါ့နော်အကုန်ရှောက်ပြီးတော့စင်ကြီးတွေပေးနေရင်တော့ကျွန်တော်ဘာလုံးမဖြစ်လာမှာမဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာအခုဒီနေ့ဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ Facebook Live လွှင့်ဖို့ကျွန်တော်ဆုံးဖြတ်တာFacebook Live မိုးချုပ်ကျွန်တော် Facebook Live လွှင့်မယ်ကျွန်တော်ဆုံးဖြတ်တာပြီးဆိုရင်ကျွန်တော်စိတ်ကူတော့ရင်လိုက်ပြီးလုပ်မယ်ဆိုတော့အကဲကျွန်တော်မိုးချုပ်လာတယ်ကဲကျွန်တော်ဟိုတွေးဒီတွေးတောင်တွေးမြောက်ပြီးကျွန်တော်မလုပ်ဘဲနဲ့ထိုင်နေမယ်ကျွန်တော်ဖြစ်လာမှာမဖြစ်လာဘူးလုပ်ပြီးဆိုရင်လည်းကျွန်တော်အကောင်းဆုံးလုပ်ဖို့တော့ကျွန်တော်မလုပ်ထားရမယ်ကြိုပြင်ဆင်လာရမယ်ဒီနေ့ညမှာကျွန်တော်ဘာအချက်တွေပြောမှလဲကျွန်တော် live ကိုကြည့်သွားတဲ့သူတိုင်းအတွက်အကျိုးရှိစေရမယ်ကောင်းစေရမယ်ဒီ live ကိုကြည့်သွားတဲ့အချိန်ကုန်သွားသလိုဖြစ်မျိုးမခံစားစေရပဲနဲ့တခုခုရရှိသွားရမယ်ချက်မျိုးဖြစ်စေရမယ်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်ကြိုပြင်ဆင်ရတယ်ကြိုပြီးလှုပ်ဆောင်ရတယ်ဒါတွေကြိုပြင်ဆင်ပြီးတော့မှကျွန်တော်ပြောတော့မှညီကိုမောင်မိတ်ဆွေတို့အတွက်ကိုအကျိုးရှိတာဖြစ်တယ်ဟုတ်ဒါပေမဲ့အလုပ်တစ်ခုလုပ်ရမယ်ဆိုလဲအဲ့တိုင်းပဲအဲ့ဒါမှကျွန်တော်ကFacebook ပေါ်မှာ FM မရှိဘူးမီဝိုင်းမရှိဘူး background မလှဘူးဟိုဟာမရှိဘူးဒီဟာမရှိဘူးကျွန်တော်အဲ့လိုလိုက်ကြည့်နေမယ်ဆိုကျွန်တော်ဘာမှဖြစ်လာမှာမဟုတ်ကုံကုံပြောမယ်ကျွန်တော်မြန်မာနိုင်ငံပြန်သွားတော့ကျွန်တော် video file တွေတွေ့ရဟုတ်ကျွန်တော်တက်လာတဲ့ video file တွေဒါကတကယ်စဉ်းစားကြည့်မယ်ဆိုမြန်မာနိုင်ငံရောက်နေတဲ့စိတ်ညစ်စရာကောင်းလိုက်တာမီးရလည်းမလာဘူးဘယ်လိုပြောမလဲဆိုတော့ background တွေကလည်းမလှဘူးရဲ့ကိုရွာမှာနေရတဲ့ background တွေမလှဘူးလို့ရှိရင်နိုင်ငံရဲ့မတည်ငြိမ်မှုအမျိုးမျိုးပေါ့နော်စင်ကြီးတွေပြည့်မယ်ဆိုအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုကျွန်တော်လုံးနေကျွန်တော်မလုပ်လဲကျွန်တော်လုံးရရှိရလို့ကျွန်တော်ထားလုပ်တယ်ကျွန်တော်မြေဩဇာနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်စမ်းရတဲ့ဟာတွေဘယ်လိုအခြေအနေရှိလဲကျွန်တော်ကြည့်ရဲအဲ့ဒါတွေကိုကျွန်တော် video file လုပ်တယ်ပြီးကျွန်တော်ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာကျွန်တော်တွားနေပေမဲ့လည်းကျွန်တော်ရဲ့ဝင်ငွေတွေအဆက်မပြတ်ရနေတယ် remote ကရတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒါတွေဘာလို့လဲ line ပေါ်မှာကျွန်တော်ချပြပေးတယ်ဘာကြောင့်လဲကျွန်တော်ရဲ့အလုပ်ဖြစ်တယ်အဲ့ဒါကျွန်တော်ရဲ့စီးပွားရေးကျွန်တော်ရဲ့မိတ်ဆွေတွေကိုအမြဲတမ်းချပြရမှာကျွန်တော်ရဲ့အလုပ်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်အမြဲတမ်းကျွန်တော်လုပ်တယ်ဘယ်ဟာကြောင့်ဟိုဟာကြောင့်ဒီဟာကြောင့်ဆိုတဲ့အကြောင်းပြချက်တွေကျွန်တော်ရှာမနေဘူးအဲ့တော့လုပ်ကျင်တဲ့သူစီမှာအကြောင်းပြချက်တွေဆိုလုံးဝမရှိဘူးလုပ်ကျင်တဲ့သူမှာဘာလဲဆိုတော့အစားဖို့ဖို့သူတို့မှာလမ်းစာအမြဲတမ်းရှိတယ်လမ်းပြောက်တယ်ဆိုတဲ့လူကမလုပ်ကျင်လို့သူတို့စင်ကျင်ပေးထားတာအဲ့တော့စင်ကျင်ပေးတဲ့အခါကျတော့ကိုယ့်အကိုလမ်းပြောက်ပြီးတော့မဖြစ်လဲဘယ်နေရာမှာမှအစားဖို့လို့မရအောင်ဟုတ်တော့အဲ့ဒါကြောင့်မို့တော့ကျွန်တော်တို့ကနေရာတနေရာအလုပ်တစ်ခုဘယ်နေရာမှာပဲဖြစ်နေပဲတစ်ခုမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီဇိုင်းမမတ်လို့အနည်းဆုံးကျွန်တော်ပြောမယ်2နှစ်လောက်တော့အချိန်ပေးပြီးလုပ်2နှစ်3နှစ်မှအချိန်မပေးနိုင်မင်းနဲ့ဒီလုပ်ကိုငါလုပ်ခဲ့တယ်ဆိုတဲ့စကားတော့မတုံးနဲ့အဲ့ဒါတကယ်လုပ်ခဲ့တာမဟုတ်ဘူးအဲ့ဒါလက်တဲ့ဆန်ခဲ့တာဖြစ်တယ်ဟုတ်တော့လားအဲ့တော့တကယ်ကျွန်တော်ပုံဝင်ချင်းမှာဂျုံတွေ့နေရတကယ်ဆက်ဆရာကြီးတွေဟိုဟာလုပ်ပြီးဒီဟာလုပ်ပြီးလာပြောရင်မေးကြည့်ဘယ်နှစ်လုပ်ခဲ့တာလဲဘလောက်ထဲထဲဝင်လုပ်ခဲ့တာလဲဟုတ်တော့ဘလောက်ထိရောခံစား권နေရခဲ့တာလဲအဲ့ဒီရဲ့အလုပ်နယ်ပယ်ရောဘလောက်ကျွမ်းကျင်ခဲ့လဲဘလောက်သိခဲ့ပြီလဲအဲ့လိုမေးကြည့်ဘယ်သူမှကောင်းမှုမဖြေနိုင်ကြအောင်ကျွန်တော်ဒီလိုစားလို့တဲ့ချိန်လဲလို့ပဲဖြတ်တာကျွန်တော်ပတ်ဝန်းကျင်မှာဦးနဲတာမဟုတ်ဘူးကျွန်တော်တငယ်ချင်းမိတ်ဆွေတွေကျွန်တော်ထိုင်းရင်ရောက်နေတဲ့သူတွေအများကြီးကျွန်တော်ဖြတ်တာမင်းလိုမျိုးပုံစံနဲ့မင်းမဖြစ်မှာမဟုတ်ဘူးမင်းမမွေးခင်နဲ့ဒီလုပ်တယ်ငါတို့လုပ်ခဲ့တာမင်းမမွေးခင်နဲ့ငါတို့တွေးခဲ့လာတာဦးပြောလိုက်တဲ့စုံမျိုးဘယ်လိုမှမဆိုသူတို့ပြောတဲ့စကားနားထောင်လိုက်မယ်ဆိုကိုတော်မှဘာဖြစ်လဲအရင်ကကိုစိတ်ရဲ့ motivation ပြည့်နေတာတက်ကြောရနေတယ်ငါဒီလုံးမှာငါစူးစမ်းမယ်ဆိုစိတ်ချက်ချင်းအောက်ဆုံးပြီးကြားတယ်အဲ့လိုမျိုးနားထောင်လိုက်တာနဲ့နော်တကယ်ကြားတယ်အဲ့ဒါအဲ့တော့အဲ့ဒီချိန်မှာကိုယ့်ကိုပြန်သတိမကပ်မိလေတေးချတယ်ဒီကနေ့ကျွန်တော်ဆိုတာရုံရောမှရှိနေမှာမဟုတ်နော်အဲ့တော့ကျွန်တော်တို့လူတိုင်းဒါကကြတော့ကြုံရမယ့်အရာပဲဒီပတ်ဝန်းကျင်ကိုကျွန်တော်တို့ပြုပြင်လို့မရအောင်ဒါကသူ့အတူဖြစ်နေတဲ့အရာဖြစ်တယ်သူ့အတူဖြစ်နေတဲ့နေရာကြီးကဒီပတ်ဝန်းကျင်ကြီးကောင်းရမယ်ပတ်ဝန်းကျင်ကြီးအဆင်ပြေရမယ်ဆိုတော့ကျွန်တော်တွားပြီးဆူတောင်းနေလို့လည်းမဖြစ်ဘူးသူပြုတ်ပြင်လို့လည်းမရအောင်ကျွန်တော်တို့ဘာလို့မပြုတ်ပြင်ရမှာကိုယ့်ကိုယ်ပဲပြုတ်ပြင်ရမှာမကောင်းတဲ့ຢာတွေကိုယ်စိတ်တွေကိုထဲနေတယ်ကိုယ်နားတွေကိုထဲနေတယ်ကိုယ်အုံနောက်တွေထဲနေတယ်ကျွန်တော်တို့ကဘာဖြစ်မလဲမကောင်းတဲ့လောကမကောင်းတဲ့နယ်ပယ်မှာပဲကျွန်တော်တို့ရှိနေမှာကျွန်တော်တို့ကအစင်မပြေမှုတွေကြားထဲမှာပဲကျွန်တော်တို့ရှိနေမှာအဲ့တော့ဒီနေရာကနေယုံထွက်ကျင်တဲ့ကျွန်တော်တို့ကပို့ပြီးကောင်းအောင်ပို့ပြီးအစင်ပြေတဲ့ဘဝသူများတွေထိုင်းနိုင်ငံရောက်တယ်ကျွန်တော်တို့ကြည့်
ဒါကိုကိုမြောက်ပင့်ပြောတာမဟုတ်ထိုင်းရတာ3နှစ်ကြော်ကိုပိုင်ကားစီးတယ်ဗျာသူများနိုင်ငံမှာကိုပိုင်ဝင်ငွေနဲ့နေတယ်ဗျာတလားကိုကျွန်တော်တို့ရဲ့အလုပ်လုပ်ချိန်4ရက်ပဲရှိတယ်ဗျာတနင်္ဂနွေနော်တရက်အလုပ်သွားတယ်အလုပ်ဆိုတာလုပ်ငန်းအလုပ်မဟုတ်ဘူးနော်ကုမ္ပဏီသွားတယ်ကျွန်တော်တို့စင်မြင့်ထက်မှာတက်ပြီးတော့လူရပေါင်းနဲ့ချီကိုကျွန်တော်စီးပွားရေးအကြောင်းတွေရှင်းပြတယ်အဲ့နယ်ပယ်ကိုဘယ်လို3နှစ်ကြော်နဲ့ဘာလို့တက်ခဲ့နိုင်တာလဲအဲ့လိုမျိုးကျွန်တော်မကောင်းတဲ့စကားတွေအုံနောက်တွေရောရင်ဘတ်တွေရောနားတွေရောမထည့်ခဲ့ဘူးအကုန်ထုတ်ခဲ့တယ်နော်အဲ့လိုမျိုးကကျွန်တော်ရှောက်ထည့်ပြီးတော့မှကိုယ်စိတ်ကိုကသူတို့ပြောတဲ့အတိုင်းတွေးနေခဲ့မယ်နော်အဲ့လိုမျိုးပဲဖြစ်နေခဲ့မယ်ဆိုရင်တေးချတဲ့ကျွန်တော်ဒီနေ့ဒီနေရာမှာရှိနေနိုင်မှာမဟုတ်နော်ကျွန်တော်လည်းသူတို့လိုမျိုးတုံရင်အတိုင်းပဲကျွန်တော်တို့ဖြစ်နေအောင်ပါအဲ့တော့ကိုယ့်ကိုကောင်းစေခြင်းလို့အကြံဉာဏ်လာပေးတဲ့သူလည်းရှိမှာပေါ့နော်ဒါကျွန်တော်တို့ကိုယ့်ကိုလာပြောတဲ့အခါမှာကောင်းစေခြင်းလို့ပဲဖြစ်မကောင်းစေခြင်းလို့ပဲဖြစ်ပြောလာတဲ့အခါမှာကျွန်တော်တို့စိတ်ခံစားချက်တွေကိုတတိငြိမ်ထားငါလုပ်နေတဲ့လောက်ကဘာလုပ်လဲကိုယ့်ကိုသိရငါကိုယ်တိုင်ကရောဒီလုပ်ကိုတကယ်တဘောကြလို့ရွေးချယ်ခဲ့တာမဟုတ်ဘူးလားဒီဟာကိုပြန်ပြီးကိုယ့်ကိုအဖြေရှာနိုင်ရမယ်အဲ့တော့ကိုယ့်ကိုယုံကြည်ပြီးတော့လုပ်ခဲ့ပြီးတော့မှဟိုလူကြောက်ဒီလူကြောက်ခဏကျွန်တော်ပြောသလိုအကြောင်းပြချက်တွေအမျိုးမျိုးကြောက်ဆိုပြီးတော့အကြောင်းပြချက်ပေးပြီးမှနောက်ဆုံးတက်တဲ့သူကဘယ်နဲ့ပယ်မှာမှမအောင်မြင်ဘူးဘယ်နေရာမှာမှကျွန်တော်ခီးမရအောင်အဲ့တော့ဘယ်လုံးမှာပဲဖြစ်ကျွန်တော်တို့ခဏတစ်ဖြုတ်တာပဲရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကပြောင်းလဲသွားတဲ့အထိဆိုတာဘယ်မှာမရမှာမဟုတ်เนาะအဲကြောင့်မို့ကိုကနိုင်ငံခြားရောက်နေတဲ့သူပဲဖြစ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့သူပဲဖြစ်ကျွန်တော်တို့ဘဝတွေမှာကျွန်တော်တို့စူးစမ်းကျင်တဲ့နယ်ပယ်တွေမှာကျွန်တော်တို့လှုပ်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ကိုတရားရောကပိတ်ပင်ခဲ့တာပဲဖြစ်เนาะတရားရောမကလို့ပတ်ဝန်းကျင်တစ်ခုလုံးကပိတ်ပင်နေတာပဲဖြစ်ကျွန်တော်တို့သိထားမှာကျွန်တော်တို့ယုံကြည်ချက်ကျွန်တော်တို့ဒီလုပ်ပေါ်မှာဘယ်လောက်ယုံကြည်မှုရှိလဲငါဒီလုပ်ကိုရွေးချယ်ခဲ့ရတာဘာကြောင့်ရွေးချယ်ခဲ့ရတာလဲကိုယ်ခံယူချက်ကဘာလဲအဲ့ဒါတွေကိုသိမယ်ဆိုရင်ကိုယ့်ကိုယုံကြည်မယ်ဆိုရင်ဘဒုစကားမှနားထောင်ကြမလို့ကျွန်တော်တို့ရှောက်တဲ့လမ်းကိုကျွန်တော်တက်တက်မတ်မတ်ဆက်လက်ရှောက်လန်းသွားလို့ရပါတယ်ကဲဒီနေ့ည like ကတော့ဒီလောက်ပဲเนาะကျွန်တော် comment တွေမဖတ်ပေးဘူးဆိုတာကျွန်တော်တိတ်မပေါ်ဘူးเนาะ comment နည်းနည်းပါပဲပေါ်တယ် line တိတ်မကောင်းလို့ဖြစ်လိမ့်မယ်ကျွန်တော်ထင်တာဒါ video file ပြီးရင်တော့ကျွန်တော် comment တွေအကုန်ပြန်ကြည့်ပေးတယ်ပြန်ပြီး reply ပြန်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ည like ကเนาะကျွန်တော်ရဲ့နိုင်ငံခြားရောက်နေမိတ်ဆွေရောเนาะပြည်တွင်းမှာရှိတဲ့မိတ်ဆွေတွေအတွက်ကောအကျိုးရှိခဲ့မယ်ဆိုရင်เนาะပြန်ပြီး share သွားပေးလို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်ဒီ like ကမိတ်ဆွေတို့အကျိုးရှိခဲ့တယ်ဆိုရင်ဟိုနေကျွန်တော်ကကျေနပ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ည like လေးကတော့ဒီလောက်ပါပဲကျွန်တော်လည်း Facebook မိတ်ဆွေတွေငယ်ရင်းနေနဲ့အားလုံးဒီနေ့တွေ့ဆုံခွင့်ရတာဖြစ်တဲ့အတွက်အထူးပင်ဝမ်းသာပါတယ်အားလုံးကျွန်တော်နောက်ထပ် like နောက်ထပ် video တွေနောက်ထပ်လှုပ်ဆောင်ချက်တွေနဲ့အတူတူပြန်လည်ဆုံတွေ့ကြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ bye bye